ရှားလီတို့ကမီလီဘေးကင်းတာတည်ပြီးမျက်ရည်ကျနေလို့လူလူချူကလက်ကိုက်မှာပေးတဲ့အခါရိုလိုကလူလူချူကိုပြောစရာရှိတယ်ဆိုပြီးခေါ်သွားပါတယ်။တော့အခန်းကိုသွားရင်းနဲ့ရိုလိုကလူလူချူကိုအပိုတွေမလုပ်ဖို့ပြောပြီးအဲ့ဒီလူလူချူကစာရုပ်ကိုဟန်ဆောင်ထားတာပဲဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့အနက်ရောင်သူရဲကောင်းတွေကဘာမှလုပ်လို့မရပဲဖြစ်နေပြီးသူတို့မှထန်စီရှိနေလို့တော်ရည်တယ်လို့တွေးပေမဲ့တကယ်တမ်းကျမင်းမဆိုးတွေကထန်စီကိုခရီးမဆိုင်ပဲတောင်ကိုဖြိုချပစ်ဖို့ပုံကျနေပါတယ်။စင်ကီကထန်စီကိုကယ်ဖို့လုပ်ပေမဲ့မင်းမဆိုးတွေကအဲ့ဒီနေရာကထန်စီတွေရဲ့တင်ငိုင်းမှုအခုလက်ရှိထန်စီကိုလည်းတခါတည်းမြုပ်ပြီးတော့မှဆိုပြီးပြောလိုက်ပါတယ်။စင်ကီကပြန်တက်ခိုက်ဖို့လုပ်တဲ့အခါဂျင်းနိုကဝင်တာတော့တရုတ်တရဲ့ပြဿနာမှုပြည်တင်တွေဝင်မပါဖို့ပြောတဲ့အခါဂျင်းနိုကနိုင်ငံတကာအနေထားအရသူတို့နဲ့ဆိုင်နေဆိုပြီးပြောလိုက်ပါတယ်။နောက်ပြီးတော့ပြည်တင်တွေကဂရမင်းနဲ့ကာလန်ကိုလည်းဖမ်းခေါ်သွားဖို့လုပ်နေကြပါတယ်။စီစီကနိုင်မရနဲ့ထွက်တိုင်မဲ့လို့တော့လူလူချူကအချိန်မကောင်းရင်ထွက်ပြေးဖို့ပြောတဲ့အခါအဲ့ဒီမတိုင်ခင်တစ်ခုခုလှုပ်ဆိုပြီးစီစီကပြန်ပြောလိုက်ပါတယ်။အနက်ရောက်သူရဲကောင်းတွေကဘုံကျဲမဲ့ရင်မြန်တွေကိုစူးစမ်းနေနေပြီးတူတူရောထွက်လာတာမို့စူဇာကီကသူ့ကင်တယ်လိုက်မယ်ဆိုပြီးဂျင်းနိုကိုပြောလိုက်ပါတယ်။အာညာကတရုတ်ဘက်ကဆက်ရုပ်တွေကိုတန်းရောက်ကြည့်လိုက်နဲ့ဖောက်ခွဲပစ်တော့စင်ကီကနောက်ကနေချဖို့လုပ်ပေမဲ့ဂျင်းနိုရှိတာကြောင့်အရေးမတာပဲဖြစ်နေပါတယ်။ဇီရိုကမိမဆိုးတွေကိုဆက်သွယ်ပြီးတိုက်ခိုက်တာမရဘူးဆိုရင်ထန်စီကတည်တော့မှလို့ပြောတော့ထန်စီဆိုတာစနစ်တစ်ခုတာပဲအစားထိုးလို့ရတဲ့အပေါင်းပစ္စည်းပဲဆိုပြီးပြောလိုက်ပါတယ်။ဂျီနိုနဲ့စင်ကီတို့ကလည်းသူတို့ရဲ့ရောင်ခြည်လိုင်းဆွမ်းအားတွေကိုပြစ်ပြီးတယောက်နဲ့တယောက်အားချင်းရှင်နေကြပါတယ်။ဆူဇာကီနဲ့တူတူကလည်းတိုက်ခိုက်နေကြသလိုအာညာကလည်းဓာတ်ရောင်ခြည်လိုင်းတွေကိုခွဲဖြာပြီးဖျက်ဆီးပစ်နေပါတယ်။ဒီလိုနဲ့ဘုံတွေအကျဲခံရလို့အနက်ရောင်သူရဲကောင်းတွေရှိတဲ့ပင်မရင်ရဲ့အကာအကွယ်တွေကအလုံးမလုံးတော့ပဲဖြစ်သွားပါတယ်။အဲ့ဒါနဲ့ထန်စီကရင်းမြမောကိုပြေးတက်သွားပြီးတိုက်ခိုက်တာတွေရပ်ဖို့ပြောနေတော့စင်ကီကတတိထားမိသွားတော့ပြေးသွားတဲ့အခါဂျီနိုရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးတောင်မတစ်ခုပြတ်သွားပါတယ်။မင်းမဆိုးရဲ့အမိအရတရုတ်စစ်တပ်ကထန်စီကိုပြတ်တက်ကြတဲ့အခါစင်ကီကရှေ့ကနေပြီးတော့ရှန်ဟူနဲ့ကာထားပေးကထွက်ပြေးခိုင်းပါတယ်။စင်ကီကတော့လွန်ခဲ့တဲ့6နှစ်ကတည်းကထန်စီတော့ကြိုးစားလာတာတော့မကာကွယ်နိုင်ဘူးလားဆိုပြီးစိတ်တူကဘယ်သူပဲဖြစ်ဖြစ်ထန်စီကိုကယ်ပေးပါလို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီချိန်မှာဇီရိုကဂဝင်းရဲ့မော်ဒယ်ပုံစံအသစ်နဲ့ပေါ်လာပြီးစင်ကီနဲ့ထန်စီကိုကပေးလိုက်လို့မင်းမဆိုးတွေကအံ့ဩသွားကြပါတယ်။တရုတ်တွေကဇီရိုကိုအမြောက်တွေနဲ့ပြစ်တော့ protection fee နဲ့ကာလိုက်တဲ့အခါအဲ့ဒါကကဘာပေါ်မှာခုခံရဲ့အကောင်းဆုံးမှုဖြစ်တဲ့တွေပါအံ့ဩသွားကြပါတယ်။နောက်ပြီးဇီရိုကသူ့ရဲ့ရင်ဘက်ကအချွန်လေးကိုပြစ်ပြီးဓာတ်ရောင်ခြည်လိုင်းနဲ့ထပ်ပြလိုက်တဲ့အခါရောင်ခြည်လိုင်းတွေအကုန်လုံးကခွဲဖြာပြီးတော့တရုတ်စစ်တပ်တွေကိုထိကုန်ပါတယ်။ရှင်နန်စီကတော့ဘာလို့ဇီရိုကအခုမှပေါ်လာတာလဲတခုခုမမှန်ဘူးဆိုပြီးတွေးနေပါတယ်။အခြားတစ်ဖက်မှာတော့ဇီရိုကစင်ကီကိုမင်းကတနာစရာကောင်းတဲ့ကောင်ပဲကိုလူတွေတစ္ဆာဖောက်တာခံရတဲ့အပြင်ချစ်ရတဲ့သူကိုလည်းမကာကွယ်နိုင်ဘူး။အဲဒါကြောင့်သူနဲ့ပူးပေါင်းမှုပြောလိုက်ပါတယ်။စင်ကီကဇီရိုရဲ့လက်အောက်ငယ်သားမဖြစ်ချင်မှုပြောတော့မင်းကနိုင်ငံတစ်ခုကိုဥဆောင်နိုင်ပါတယ်။မင်းရဲ့ထန်စီရဲ့ဖိနှိပ်ခံရတဲ့တရုတ်ပြည်သူတွေကိုကယ်မယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတရုတ်ပြည်ရဲ့နေရာအနှံ့မှာအထီးကယုံတွေပေါ်လာတာမို့တရုတ်မင်းမဆိုးတွေကလန့်သွားကြပါတယ်။အဲ့လိုဖြစ်လာရတဲ့အကြောင်းရင်းကတော့မင်းမဆိုးတွေနဲ့စကားပြောတာကိုဇီရိုကထောင်းလွှင့်လိုက်ပြီးမင်းမဆိုးတွေရဲ့ထန်စီပုံမကောင်းတဲ့အကြောင်းပေါ်သွားလို့ပဲဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့စီစီနဲ့အာညာတို့တိုက်ခိုက်ကြတဲ့အခါစီစီရဲ့အစွမ်းကြောင့်ဂီယက်ထားတယ်လို့မျိုးဖြစ်ပြီးအာညာရဲ့ခေါင်းထဲမှာအတိတ်ကအရာတွေပေါ်လာပါတယ်။အာညာကလည်းမြေပြင်ပေါ်ကိုကျသွားပြီးအနက်ရောင်သူရဲကောင်းတွေကမြေပြင်တက်တွေထုတ်လိုက်တဲ့အခါပြည်သူတွေကတိုက်ခိုက်ချင်ပေမဲ့ရှင်နိုင်စေကတော့နောက်ဆုတ်ခိုင်းလိုက်ပါတယ်။ပြည်တော်စုဆိုတာပြည်သူတွေထောက်ခံမှဖြစ်တာမို့မင်းမဆိုးတွေကိုသာပြည်သူတွေကမထောက်ခံရင်တရုတ်ပြည်တော်စုအနေနဲ့သူတို့စီပူးပေါင်းလို့မရတော့ဘူးဆိုပြီးရှင်နိုင်စေကရှင်းပြပါတယ်။နောက်ပြီးတော့ဇင်ကီကရှန်ဟူနဲ့အတူမင်းမဆိုးတွေစီကိုသွားပြီးအကုန်လုံးကိုဓာတ်နဲ့ခုတ်ကတက်ပစ်လိုက်ပါတယ်။ဇီရိုကကာလန်ပင်မှာလဲမေးတဲ့အခါမင်းမဆိုးတွေကပြည်တင်လက်ထိတ်ကိုထည့်ပေးလိုက်တယ်လို့ပြောတော့စိတ်တူသွားပြီးတေချာပေါက်ကာလန်ကိုပြန်ခေါ်မယ်လို့တွေးနေပါတယ်။အခြားတစ်ပတ်မှာတော့ဗီဗီတို့ကဂျီရီမီယာကိုပို့ပြီးအဆင့်မြင့်မှုအတွက်တိုင်ပင်နေကြပါတယ်။ဇင်ကီနဲ့ထန်စီတို့စကားပြောပြီးကြည်နူးနေတာလေးကိုအကုန်လုံးကသဘောကျနေပြီးသတင်းတောက်ကကဘာကြီးကိုထန်စီရဲ့လက်ထပ်ပွဲပြတ်သွားပြီလို့ကြေညာရမယ်ဆိုပြီးပြောပါတယ်။နောက်ပြီးဂျပန်တယောက်နဲ့လက်ထပ်ပေးတဲ့နယ်လို့ပြောတဲ့အခါကာကူယာကအခုကယူရှင်နဲ့ချစ်ချင်းလေးမို့နိုင်ငံရေးအတွေးခေါ်တွေနဲ့ရောလို့မရဘူးပြောတဲ့အခါစီစီကလည်းထောက်ခံပါတယ်။ဇီရိုကစီစီလက်မခံရင်တော့ဇင်ကီကိုဂီယက်သုံးရင်ရပေမဲ့မလုပ်ချင်တဲ့ပြဿနာကဘာလဲဆိုပြီးစဉ်းစားနေပြီးပါတယ်။အဲ့ဒီအချိန်ရှာလီကဖုန်းဆက်ပြီးဥက္ကဋ္ဌဘွဲယူမယ်ကြောင်းလှမ်းပြောတဲ့အခါလူလူချူကအထွေတဲကိုပြက်စီခြင်းရင်သူတို့တငယ်ချင်းတွေကိုဘယ်လိုပြောရမလဲဆိုပြီးမေးလိုက်ပါတယ်။အဲ့ဒီအခါမရချောင်းနဲ့အချစ်ဆိုတာဆောင်းအားဖြစ်ပြီးလူတယောက်ကိုချစ်မိရင်ဆောင်းအားတွေစီးဝင်လာတာမို့အဲ့ဒီလူကြောင့်နေတိုင်းတွေးမယ်ကြပြားတွေရွေးမယ်ရေတကုံမော်ကခုန်ချရင်တောင်သူ့နာမည်ကိုအော်မိမယ်လို့ရှာလီကပြောပါတယ်။နောက်ပြီးနင့်မာရောအဲ့လိုမျိုးပုံမှန်မဟုတ်တာတွေကိုလုံးမိစေတဲ့သူမရှိဘူးလားလို့မေးလိုက်တဲ့အခါလူလူချူကနာနာလီကိုသတိရသွားပြီးခန်းစားချက်တွေကကဘာကြီးကိုလည်းပြောင်းလဲနိုင်တယ်မဟုတ်လားလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာလူလူချူကထန်စီကိုသူ့ရဲ့အနာဂတ်ကိုသူကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးလိုက်ပြီးတော့မင်းရဲ့နှလုံးသားကဆွမ်းအားပဲမင်းမဆိုးတွေကိုစန့်ကျင်ခဲ့တဲ့သူတွေရောငါတို့လိုအနက်ရောင်သူရဲကောင်းတွေရောကနှလုံးသားနဲ့တိုက်ခတ်နေကြတာလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါစင်ကီကလည်းဇီရိုကိုတဖြည်းဖြည်းနားလည်လာပြီးနှစ်ယောက်သားလက်ဆွဲနှုတ်ဆွဲလိုက်ကြပါတယ်။ကျောင်းမှာတော့လူလူချူဟန်ဆောင်ထားတဲ့စာရုပ်ကိုကလှုပ်ဝက်ခန်းထဲကနေပြန်လာတဲ့ချိန်ရှာလီနဲ့တိုးတာမှုလှုပ်ဝက်ခန်းကိုရှာလီမမြင်အောင်ဖန်လှန်လိုက်ပါတယ်။အခြားတစ်ဖက်မှာတော့တကယ်လူလူချူအစ်စ်ကတာဝန်ပြီးသွားလို့ကျောင်းကိုပြန်တော့မယ်နဲ့သူဒါကတ်ကိုထိန်ချုံနိုင်ရင် GS ကို Egrett ထက်တောင်သုံးလို့ရပြီဆိုပြီး CC ကိုပြောပါတယ်။
ဖွေပြောထားတဲ့အတိုင်းသာဆိုရင်ကားကတရုတ်ပြည်နယ်မှာရှိပေမဲ့နေရာတိကျကိုရိုလိုလည်းမသိတာမို့ဘယ်လိုရှာမလဲမေးတဲ့အခါတရုတ်နိုင်ငံကအထောက်ပံ့တွေနဲ့လျှက်စစ်လိုင်းတွေနဲ့ခြေရကောက်လို့ရမှာပါဆိုပြီးလူလူချူကပြန်ပြောပါတယ်ဒီလိုနဲ့ကျောင်းရဲ့ရေအောက်လမ်းကနေလူလူချူပြန်ရောက်လာတော့ရိုလိုကကြိုးစွနေပြီးစာရုပ်ကိုကတော့ထူးခြားတာဘာမှမရှိလို့အသေးစိတ်ကိုဖိုင်မှာတင်ပြထားတယ်ဆိုပြီးပြောပါတယ်ကျောင်းကိုရောက်တော့ရှားလီတစ်ခုခုဖြစ်နေလို့လူလူချူကမေးဖို့လုပ်နေတော့သူရဲ့ကောင်အဖွဲ့ဝင်တွေဖြစ်တဲ့ဂျင်းတို့နဲ့အာညာကကျောင်းကိုရောက်လာလို့အံ့ဩသွားရင်ဇလန်းလေးကအဆောင်သက်သွားပါတယ်